မြတ်စွာဘုရားရှင်ရဲ့ဇက်ကြီး10ဘွဲ့ထဲမှာတတိယမြောက်ဇက်တော်ဖြစ်တဲ့သူဝနတာမဇက်တော်ဟာမေတ္တာတရားနဲ့မိဘအပေါ်ထားတဲ့အတုမရှိတဲ့လူကျွေးပြုစုမှုကိုဖော်ကျူးထားတဲ့ဇက်တော်ဖြစ်ပါတယ်။ဒီဇက်တော်ကိုပုံပြင်တပွဲအပိုင်းလိုက်ခွဲခြားပြီးအသေးစိတ်ဖော်ပြပေးလိုက်ပါတယ်။ရှေးခါမှာကာတိတိုင်းဗာရာဏတိပြည်မှာမုတ်ဆိုးရွာ2ရွာရှိပါတယ်။အဲ့ဒီရွာ2ရွာကခေါင်းဆောင်တွေဟာရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်ပြီးသားနဲ့သမီးရလာတဲ့အခါမှာလက်ထပ်ပေးဖို့ဂတိပြုခဲ့ကြပါတယ်။သားလေးရဲ့အမည်ကဒုကုလာဖြစ်ပြီးသမီးလေးရဲ့အမည်ကပါရိကာဖြစ်ပါတယ်။ထူးခြားတာကသူတို့နှစ်ဦးစလုံးဟာငယ်စဉ်ကပဲကာမဂုဏ်ကိုမမဲ့မောပဲတရားဘာဝနာကိုသာစိတ်ဝင်စားကြသူတွေပါ။အရွယ်ရောက်လို့မိဘတွေကလက်ထပ်ပေးလိုက်ပြီးမြဲသူတို့ဟာဇနီးမယားဖင်မနေထိုင်မဲမိဘတွေကွယ်လွန်တဲ့အခါတောထွက်ပြီးရသေးဝတ်ခဲ့ကြပါတယ်။တကြားမင်းကသူတို့အတွက်ဟိမဝန္တာတော်လေးမှာကျောင်းသင်ခန်းဖန်တီးပြီးခဲ့ပါတယ်။ဒုကုလာနဲ့ပါရိကာရသေးမော်နန်ဟာတောထဲမှာမေတ္တာဘာဝနာပွားများပြီးအေးချမ်းစွာနေထိုင်ကြပါတယ်။ဒါပေမဲ့နောက်တစ်ချိန်မှာဒီရသေးနှစ်ပါးမျက်စိကွယ်မက်ဘေးအန်ဒီရရှိနေတာကိုတကြားမင်းကမြင်ခဲ့ပါတယ်။ဒါကြောင့်သူတို့ကိုကူညီမဲ့တားတယောက်ရအောင်တကြားမြင့်ကတောင်းဆိုတိုက်တွန်းခဲ့ပါတယ်။ယသိနှစ်ပါးကကာမဂုဏ်ကိုညှင်းပယ်ထားသူတွေဖြစ်လို့တကြားမြင့်ကဒုကုလယသိကိုပါရိကာယသိမရဲ့ချက်ကိုလက်နဲ့ထိဖို့လမ်းညွှန်ခဲ့ပါတယ်။အဲ့ဒီလိုထိတွေ့ရာကနေတတ်နေတည်ပြီးသူဝနတာမဆိုတဲ့ရွှေရောင်ဝင်းပတဲ့တားရတနာလေးကိုဖွားမြင်ခဲ့ပါတယ်။တာမမင်းသားလေး16နှစ်အရွယ်ရောက်လာတဲ့အခါမှာတော့ကံကြမ္မာကအလက်အပေါင်းဖြစ်လာပါတယ်။ဒီနေ့မှာယသိမောင်နှံဟာတောထဲမှာတစ်တီးရှာရီမိုးသေးထန်စွာရွာသွန်းခဲ့ပါတယ်။သူတို့ဟာတောင်ပုတ်တစ်ခုနားမှာမိုးခိုနေတော့တောင်ပုတ်ထဲကမြေဟောက်ကမှုန်ထုတ်လိုက်တဲ့အစိမ့်ငွေတွေကြောင့်မျက်စိနှစ်ဖက်လုံးကွယ်သွားခဲ့ရပါတယ်။အိမ်ပြန်မလာနိုင်တဲ့မိဘတွေကိုတာမမင်းသားကလိုက်လံရှာဖွေပြီးအိမ်ပြန်ခေါ်ခဲ့ရပါတယ်။မိဘတွေမျက်စိကွယ်သွားတော့ကိုတီးလိုက်တဲ့အခါတာမမင်းသားဟာငိုကြွေးခြင်းမရှိဘဲချင်းနှမတီမိဘနှစ်ပါးကိုတသက်လုံးပြုစုလှုပ်ကြွေးခွင့်ရပြီဆိုပြီးဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ပါတယ်။တာမမင်းသားဟာမိဘတွေကိုကျောင်းသင်ခန်းထဲမှာပဲထားပြီးတစ်တီးရှာခြင်းရေးခစ်ခြင်းလုပ်ငန်းအလုံးကိုတကိုယ်တည်းတာဝန်ယူပါတယ်။တာမရဲ့မိတ္တရာတရားဟာကြီးမားလွန်းလို့တိုးတွေကတရေစာတားရရဲ့တရေဆန်ဒီချစ်တဲ့တစ်ကလာအိုသမင်ချီတားကောင်ဒီဟာတာမရဲ့ဘေးနားမှာချင်းရင်မရှိပဲဝန်းရံနေပါတယ်။တာမဟာရေခတ်သွားတဲ့အခါမှာတော့သမင်တွေကချင်းရန်တီလိုက်ပါလိရှိပါတယ်။ဒီနေ့မှာဗာရာဏသီမင်းကြီးပီလိရက်ခါဟာတောကစားကြီးရေကန်နားမှာသမင်တွေဝန်းရံနေတဲ့တာမမင်းသားကိုတွေ့လိုက်ပါတယ်။ဒါဟာနတ်လားနဂါးလားဆိုတာကိုစမ်းသပ်ချင်လိုက်ကြောက်မင်းကြီးကအစိတ်လူးများနဲ့ပစ်လိုက်ပါတယ်။မြားတန်ကြောက်တာမမင်းသားလေးကျသွားတဲ့အခါသူကမင်းကြီးကိုရံမမှုပဲဒီလိုမေးခဲ့ပါတယ်။အရှင်မင်းကြီးကျွန်ုပ်ရဲ့အသားဟာစားမရပါဘူး။အရေခွင်ဟာလည်းဝက်လို့မရပါဘူး။ဘာကြောင့်ကျွန်ုပ်ကိုပြစ်ရသလဲ။ကျွန်ုပ်အတွက်မပူပန်ပေမဲ့ကျွန်ုပ်မရှိရင်အစာငတ်ပြီးသေရတော့မဲ့မျက်စိမှန်မိဘနှစ်ပါးအတွက်ပဲစိုးရိမ်ပါတယ်။တာမမင်းသားဟာအစိတ်ရှိန်ကြောင့်တတိမီမျောမြဲသွားပါတယ်။မင်းကြီးဟာနောင်တကြီးစွာရပြီးတာမရဲ့မိဘတွေကိုရှာဖွေပြီးအကျိုးအကြောင်းပြောပြသူကိုယ်လိုက်ပြုစုပါမယ်လို့ကတိပေးခဲ့ပါတယ်။မျက်စိမှန်ရတဲ့မောင်နှံဟာတားထီသူမြားမှန်တာကိုသိရတဲ့အခါတားရှိတာကိုလိုက်သွားကြပါတယ်။တားရဲ့ရင်ဘက်မှာသွေးတွေဆိုရွှေ့နေတာကိုတွေ့တဲ့အခါမိခင်ဖြစ်သူပါရိကာကသစ္စာဆိုပါတယ်။ငါသားတာမသည်မိဘကိုအမြဲတမ်းရိုသေစွာပြုစုခဲ့သည်ဟာမှန်ကန်ပါကသစ္စာစကားကြောင့်အစိတ်မြတ်ပြေပါစေ။အဲ့ဒီနောက်ဖခင်ဖြစ်သူနဲ့နတ်သမီးတွေကလည်းအတီးသစ္စာဆိုကြတဲ့အခါမှာတော့တာမမင်းသားဟာအစိတ်ပြေသည်ပြန်လဲအသက်ရှင်လာပါတယ်။ထူးခြားတာကမိဘနှစ်ပါးလုံးလည်းမျက်စိပြန်မြင်လာကြပါတယ်။ပီလိရက်ခမင်းကြီးဟာဒီဖြစ်ရက်ကိုကြည့်ပြီးအန်အောကြည်ညိုသွားပြီးတာမမင်းသားရဲ့တရားစကားကိုနာယူခဲ့ပါတယ်။တာမမင်းသားကမင်းကြီးကိုမိဘကိုပြုစုခြင်းဟာနတ်ပြည်လောက်ချင်းဖြစ်တယ်လို့ဟောကြားခဲ့ပါတယ်။သင်ခန်းစာမိဘကျေးဇူးမိဘကိုပြုစုလုပ်ကြွေးခြင်းသည်မင်္ဂလာတစ်ပါးဖြစ်၍ဘေးအန္တရာယ်မှကင်းဝေးစေပါလေ။မေတ္တာတရားရန်သူကိုပင်မေတ္တာဖြင့်အောင်နိုင်ခြင်းကိုပြသပါလေ။နောက်ထပ်လည်းပုံမြင်ဇာတ်လမ်းလေးတွေတင်ပေးမှာဖြစ်လို့ like and subscribe လုပ်ပေးထားပေးပါနော်။